မင်္ဂလာပါကိုရီးယားဘာသာစကားကိုအခြေခံကနေစပြီးအတူတူလေ့လာကြရအောင်ဒီနေ့သင်ခန်းစာမှာကိုရီးယားအခရာ Hangul ရဲ့အခြေခံတရ6လုံးကိုလေ့လာပါမယ်အာအောအိုဦးအီအရင်ဆုံးကိုရီးယားလူမျိုးရဲ့အတန်ထွက်ကိုတေချာနာထောင်ကြည့်ပါပြီးရင်အတူတူလိုက်ပြောကြည့်အောင်ပထမဆုံးသင်မဲ့တရကအာဖြစ်ပါတယ်ကိုရီးယားလူမျိုးရဲ့အတန်ထွက်ကိုနားထောင်ကြည့်ပါဟာပါဇက်ကိုတဘာဝအတိုင်းဖွင့်ပြီးအာလို့အတန်ထွက်ပါအတူတူ၃ချိန်ပြောကြည့်ရအောင်ဟာနောက်တစ်ခုကအောဖြစ်ပါတယ်ဒီအတန်ကမြန်မာဘာသာစကားမှာတိတိကျကျတူတဲ့အတန်မရှိတာကြောင့်ကိုရီးယားလူမျိုးရဲ့အတန်အတွက်ကိုတေချာနာထောင်ကြည့်ပါဟောအာနဲ့မတူပါဘူးပါဇက်ကိုအယမ်းမဖွင့်ပဲအောလို့အတန်ထွက်ပါအတူတူလိုက်ပြောကြည့်ပါဟောအတန်နှစ်ခုရဲ့ကွာခြားချက်ကိုတေချာနာထောင်ကြည့်ပါဟာနောက်တစ်ခုကအိုဖြစ်ပါတယ်အိုနှာခမ်းကိုဝိုင်းပြီးရှေ့ဘက်ကိုနည်းနည်းထုတ်ကြည့်ပါပြီးရင်အိုးလို့အတန်ထွက်ပါအိုနောက်တစ်ခုကဦးဖြစ်ပါတယ်အိုနှာခမ်းကိုဝိုင်းပြီးဦးလို့အတန်ထွက်ပါအိုနောက်တစ်ခုကဖြစ်ပါတယ်ဒီအတန်လဲမြန်မာဘာသာစကားမှာတိတိကျကျတူတဲ့အတန်မရှိပါဘူးကိုရီးယားအတန်ကိုတေချာနားထောင်ကြည့်ပါနှာခမ်းကိုဝိုင်းမထားပါနဲ့နှာခမ်းကိုဘေးဘက်နည်းနည်းဆန့်ပြီးတော့လို့အတန်ထွက်ပါဦးလို့ပြောတဲ့အခါနှာခမ်းကဝိုင်းပါတယ်ပြောတဲ့အခါမှာတော့နှာခမ်းကိုမဝိုင်းရပါဘူးနောက်ဆုံးသင်မဲ့တရာကဖြစ်ပါတယ်နှာခမ်းကိုဘေးဘက်နည်းနည်းဆန့်ထုတ်ပြီးလို့အတန်ထွက်ပါအခုဒီနေ့သင်ခဲ့တဲ့အတန်6ခုကိုအစဉ်လိုက်ဖတ်ကြည့်ရအောင်အရင်ဆုံးနားထောင်ကြည့်ပါအာအောအိုဦးအီအခုအတူတူလိုက်ပြောကြည့်ပါဟာအောအိုဦးအီဟာအောအိုဦးအီဟာအောအိုဦးအီဘယ်စာလုံးလဲအိုအောအီဟာဦးအစပိုင်းမှာအတန်တွေကိုခွဲရတာနည်းနည်းခက်နိုင်ပါတယ်ဒါပေမဲ့ကိုရီးယားလူမျိုးရဲ့အတန်ထွက်ကိုအကြိမ်ကြိမ်နားထောင်ပြီးလိုက်ပြောရင်တဖြည်းဖြည်းလွယ်လာပါလိမ့်မယ်ဟာအောအိုဒီစာလုံးတွေကိုမြင်တာနဲ့အတန်ထွက်နိုင်ပါသလားတစ်လုံးချင်းကိုယ်တိုင်ဖတ်ကြည့်ပါဒီနေ့ကိုရီးယားခရာရဲ့အခြေခံတရ6လုံးကိုလေ့လာခဲ့တာပါတခါတည်းအကုန်မှတ်မိဖို့မလိုပါဘူးဒီဗီဒီယိုကိုအကြိမ်ကြိမ်ပြန်ကြည့်ပြီးကိုရီးယားအတန်ထွက်ကိုနားထောင်ကအတူတူလိုက်ပြောကြည့်ပါဟာအောအိုဦးအီ안녕히계세요နောက်သင်ခန်းစာမှာဆက်ပြီးလေ့လာပါမယ်နောက်သင်ခန်းစာမှာပြန်တွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်